MacBook Home Screen Dock ရဲ့ application တွေကိုကြွတက်လာအောင်ဘယ်လိုလုပ်မလဲအားလုံးပဲမင်္ဂလာပါ Test Pro ပိုင်းစံမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့ MacBook Home Screen အောက်နားက Dock မှာရှိတဲ့ application တွေကိုကြွတက်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာ setting ကိုဖွင့်ပြီး Desktop and Dock ကိုရွေးပြီးနှိပ်လိုက်ပါထိပ်ဆုံးမှာ Size and Magnification ဆိုပြီးနှစ်ခုရှိပါလိမ့်မယ်ပထမဦးဆုံး site ကတော့မိတ်ဆွေတို့ Dock ရဲ့ site အကြီးသေးကိုမိတ်ဆွေတို့စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်Magnification ကတော့ small ကနေ large ထိ setting ကိုချိန်ထားလိုက်မယ်ဆိုရင်မိတ်ဆွေတို့ dock မှာရှိတဲ့ application လေးတွေဟာမိတ်ဆွေတို့ pointer ထောက်လိုက်တယ်ဆိုရင်ကြွတက်လာမှာဖြစ်ပါတယ်။အောက်မှာလည်း dock ရဲ့ position on screen တွေ window animation တွေ double click action တွေကိုစိတ်ကြိုက်ချိန်ညှိထားနိုင်မှာဖြစ်ပါတယ်။ MacBook, iPad, gaming laptop နဲ့ latest tech gadget တွေရဲ့ tips and tricks တွေကိုနေ့စဉ်တင်ပြပေးသွားမှာမလို့ Test Pro ပိုင်းစံကို like and follow လုပ်ထားပေးဖို့တောင်းဆိုပါတယ်။ကျေးဇူးတင်ပါတယ်။